20th Century Boys 1969ခုနှစ်မှာကန်ကြီးအန်ဒိုနဲ့သူ့တငယ်ချင်းတွေဟာလှုပ်ဝက်အခြေစိုက်စခန်းတစ်ခုဆောက်ပြီးကဘာကိုကယ်တင်မဲ့စူပါဟီးရိုးဇလန်းတွေကို Future Book ထဲမှာရေးထားခဲ့ကြပါတယ်။နှစ်ပေါင်းများစွာကြာပြီး1998ခုနှစ်မှာတော့ကန်ကြီးဟာတာမန်ကွန်ဗီနီယန့်စတိုးဆိုင်ပိုင်ရှင်တစ်ယောက်အဖြစ်ဘဝကိုဖျက်ဆီးနေချိန်သူ့တငယ်ချင်းဒွန်ကီဟာထူးဆန်းစွာတည်ဆုံသွားပါတယ်။အဲ့ဒီအချိန်ကစပြီးကလေးဘဝတုန်းကသူတို့ရေးထားတဲ့ Future Book ထဲကအဖြစ်အပျက်တွေဟာတကယ်လက်တွေ့ကဘာမှာတစ်ခုချင်းစီအကောင့်ထဲပေါ်လာပါတော့တယ်။ဒီအရာအလုံးရဲ့နောက်ွယ်မှာတော့ Frank လို့ခေါ်တဲ့မျက်နှာဖုံးစွပ်ထားတဲ့လှုပ်ဝက်ခေါင်းဆောင်တစ်ယောက်ရှိနေပါတယ်။ Frank ဟာလူတန်းပေါင်းများစွာရဲ့ယုံကြည်မှုကိုရယူပြီးဘာသာရေးတစ်ခုလိုအဖွဲ့အစည်းကြီးတည်ဆောက်ထားသလိုကဘာကြီးကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ပိုကြောက်စရာကောင်းတာက Frank အသုံးပြုနေတဲ့အစီအစဉ်တွေဟာကန်ကြီးတို့ငယ်ဘဝကစိတ်ကူးယဉ်ပြီးရေးထားတဲ့ဇာတ်လမ်းအတိုင်းဖြစ်နေတာပါ။ကန်ကြီးနဲ့သူ့တငယ်ချင်းတွေဟာဒီလှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားရင်း Frank ရဲ့အမှန်တကယ် identity ကိုရှာဖွေကြပါတယ်။ဒါပေမဲ့ Frank ရဲ့အာဏာကအရန်ကြီးမားလွန်းတာကြောင့်သူတို့ကိုအကြမ်းဖက်သမားတွေဖြစ်သတ်မှတ်ပြီးတစ်ကမ္ဘာလုံးကလိုက်လံဖမ်းဆီးပါတော့တယ်။2000ခုနှစ်ဒီဇင်ဘာ31ရက်နေ့မှာ Frank ဟာကမ္ဘာပြက်ကတ်တစ်ခုကိုစတင်ဖို့ကြိုးစားခဲ့ပြီးကန်ကြီးကသူ့အသက်ကိုဆွန့်လွတ်ကာလူသားတွေကိုကယ်တင်ခဲ့တယ်လို့လူတိုင်းယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့ဇလန်းကအဲ့ဒီမှာမပြီးသေးပါဘူး။15နှစ်အကြာမှာ Frank ဟာပြန်ပေါ်လာပြီးအရင်ထက်တောင်ပိုပြီးအာဏာကြီးမားလာပါတယ်။ဒီတစ်ခါတော့ကဘာကိုကယ်တင်ရမယ့်တာဝန်ကကန်ကြီးရဲ့တူမကန်နာပေါ်ကျရောက်လာပါတယ်။ကန်နာဟာသူ့ဦးလေးရဲ့အမွေနှစ်ကိုဆက်ခံပြီး Frank ရဲ့အစီအစဉ်ကိုရပ်တန့်မှုကြိုးစားပါတယ်။နောက်ဆုံးမှာတော့Frank ရဲ့အမှန်တကယ် identity ဟာငယ်ဘဝကမေ့လျော့ခံထားရတဲ့တငယ်ချင်းတစ်ယောက်နဲ့ဆက်နွယ်နေကြောင်းပေါ်ထွက်လာပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကကဘာကြီးကိုကယ်တင်ဖို့မဟုတ်ပဲငယ်ဘဝတုန်းကမရခဲ့တဲ့အတိမတ်ပြုမှုနဲ့ချီးကျူးခံရမှုကိုအတင်းအကျပ်ရယူချင်တာပဲဖြစ်ပါတယ်